ပင်စုကြီးရွာအုံးပင်စုကျောင်းတိုင်းဗဒ္ဒနာသောပိတာဤတပိသာသနာတဇဓမ္မစတိယဝေဒစိတ်တော်ရအရှင်ခေမိန်သာအားကုဏဝိသေဒပူဇော်ဝဲအခမ်းအနားတွင်မြေရွှေစေသာပုံမြို့နယ်မှာရေးဆက်ပူဇော်ပါသောထေရပတိဝန္ဒနာရှရုပ်ွက်ကြပြကြပါဖျား